မင်္ဂလာပါရှင်ဒီနေ့နန်းကြီးသုတ်လေးသုတ်စားပါမယ်နော်ဘဲဥကိုရေမြုပ်အောင်ထည့်ပြီးပြုတ်ပါမယ်စားနှင်းငယ်ထည့်ပြုတ်ရင်ခွန်ခွာရလွယ်ပါတယ်ရှင်ရေစူပြီး9မိနစ်အကြာမှာရေအေးသေးကိုဆယ်ထည့်ပြီးခွန်ခွာပါအာဟာရပြည့်ဝပြီးအရသာရှိတဲ့ဘဲဥပြုတ်ကလေးရပါမယ်ရှင်ကြက်သားကိုကြက်သားမှုန့်စားကြက်သွန်ချူဂျင်းထည့်ပြီးပြုတ်ထားပါအသားနူးလာရင်ဆယ်ပြီးအေးခံပါချေရိုးပြုတ်ရည်တဝက်ကိုခင်းချိုလုပ်ပါမယ်ကြံတဝက်ကိုချက်ဟင်းရည်လုပ်ပါမယ်ရှင်ကြက်သားကိုအသားနှွင်ထားပါငရုတ်သီးစီချက်ချက်ပါမယ်စီပူတဲကိုငရုတ်သီးအယောင်တင်မှုန့်တစွန်းခွဲထည့်မွေထားရင်ရပါပြီချက်ဟင်းရည်ချက်ပါမယ်အိုးတဲ့စီအနှဲငယ်ထက်စီပူလာရင်ကြက်သွန်ဖြူနေခြင်းငရုတ်သီးထောင်းကားတာထည့်ပြီးစီစက်ပါမယ်ကြက်သားမုံငံပြာရည်ထည့်ပါမယ်။ငံပြာရည်အနှံ့ပြောက်စီအထိစီဆက်ပေးပါ။ကြက်ရိုးပြုတ်ရည်ထည့်ပြီးအဖုံးပိတ်တယ်ပါရှင်။ပွက်ပွက်ဆူလာရင်ချက်ဟင်းရည်ရပါပြီ။နန်းကြီးဘက်ကိုတပွဲစာပကံထဲထည့်ပါ။ပဲချက်မှုထမင်းစားစွန်းနှစ်စွန်းထည့်ပါ။အချုံမှုလက်ဖက်ရည်စွန်းတဝက်ထည့်ပါ။ငံပြာရည်အနှဲငယ်ထည့်ပါ။ချက်ဟင်းရည်စွန်းကြီးနဲ့တစွန်းခွဲထည့်ပါရှင်။မယုတ်သီးစီချက်ထည့်ပါကြက်သားထည့်ပါတေးကြစွာနှံ့အောင်နေပါရှင်အချင်းဆက်ကြိုက်ရင်တော့တံမြာသီးနဲ့မယုတ်သီးအကျက်မှုန့်လေးထည့်လို့ရပါတယ်ရှင်တေးကြစွာနေပြီးရင်တော့ပကံထဲထည့်ဘဲဥပြုံးနဲ့ကြက်သားထည့်စားလိုက်ရင်တော့အရသာရှိပြီးထိထိမိမိနန်းကြီးစုပ်လေးရပါပြီရှင်အဆုံးထိချိပေးလို့ကျေးဇူးတင်ပါတယ်နော်